ခါတလေမှာကျွန်တော်တို့ဘလောက်ပဲဆူတောင်းတောင်းဖျားခင်စီကအဖြေမရအောင်လို့ခံစားရတဲ့အချိန်ရှိတယ်ဒီ worship music ကောင်းတဲ့အချိန်မှာတော့ဖျားခင်ကကျွန်တော်တို့နဲ့အတူရှိတယ် worship music မကောင်းတဲ့အချိန်မှာတော့ဖျားခင်ကကျွန်တော်တို့ဝီးသွားပြီဆိုတော့ခံစားချက်တွေရှိတယ်ခါလေးမှလည်းဖျားခင်ရဲ့လူထွေးချင်းတွေဒီရှင်းတဲ့စိတ်တဘောတွေဒီနေတဲ့ချင်းတွေမရှိဘဲနဲ့အရာအလုံးတိတ်ဆိတ်တယ်ဆိုတော့ feeling တွေကျွန်တော်တို့အနေနဲ့များခံစားရတယ်ပေါ့အဒီကမှာဆိုရင်ဒီရဲ့ feelings that is okay ဒါကျွန်တော်တဘာဝဖြစ်တယ်အီလီယာတို့ယေရှုကိုယ်တိုင်ပြီးတော့သူရဲ့တပည့်တော်တွေလည်းဒီ feelings နဲ့ပတ်သက်ပြီးမှခံစားခဲ့ရတယ်ရှိတယ်ပေါ့ဒါပေမဲ့သူတို့တွေကသူတို့ feelings ထက်ဖျားခင်နှုတ်ပတ်တော်ကိုဦးစားပြီးတော့မှအသက်ရှင်ကြတယ်အီလီယာဆိုရင်လည်းသူစိတ်သက်ကြတဲ့အချိန်မှာဖျားခင်နှုတ်ပတ်တော်ဖြစ်တဲ့ကောင်းကင်မှာလာပြီးမှစကားပြောတဲ့အချိန်မှာအဲ့ဒီကောင်းကင်မှာပြောတဲ့စကားတိုင်းသူလက်လျှောက်ပြီးမှအသက်ရှင်တယ်ပေါ့နှုတ်ပတ်တော်ကဘာပြောလဲဆိုရင် we work by faith not by sight ကျွန်တော်တို့ကယုံကြည်ခြင်းနဲ့အသက်ရှင်တယ်ကျွန်တော်တို့ရဲ့အမြင်နဲ့အထင်တွေကျွန်တော် feelings နဲ့အသက်ရှင်ပေါ့ဆိုတော့ faith ဒါမှမဟုတ်လည်း feeling ဆိုတော့ဖျားခင်ကကျွန်တော်တို့ရဲ့ခံစားချက်နဲ့အသက်ရှင်ဖို့ဘယ်တော့မှမပြောခဲ့ဘူးเนาะကျွန်တော် faith အပြင်အသက်ရှင် yes faith ကပြင်လာတယ်ပြီးမှကျွန်တော် feeling ကလိုက်လာတယ်ပေါ့ it's not feeling fast မဟုတ်ဘူးเนาะဆူတောင်းချက်တွေကလည်း emotion ပုံမှန်မူတည်မှအဖြေရမယ်လို့လည်းကျွန်တော်မပြောထားဘူးဖျားခင်တူရှိချင်းမရှိဘူးချင်းဆိုလည်းကျွန်တော် feeling နဲ့မသက်ဆိုင်ဘူး right ခင်ဗျားတို့ပြောတယ်ငါမင်းတို့နဲ့တူရှိမယ် Emmanuel ဖျားဖြစ်တယ် right no ဆိုတဲ့ငယ်မင်းတို့ပြင်လာမှငါမင်းတို့မပြစ်တဲ့ဖျားဖြစ်တယ် right ငါမင်းတို့နဲ့ကက်ကပါကုန်တီးတိုင်အောင်ဒီရှိမယ်လို့ပြောရတော့ဖျားခင်နှုတ်ဘက်တော့မှန်လားကိုယ့်ရဲ့ feeling ကမှန်လား right ကျွန်တော်တို့ဂျမိုင်းယာထက်မှာဆိုရင်လေကျွန်တော်ရဲ့ feelings ကအရာအလုံးထက်လင်းလဲဖျားတယ်တခါတလေမှာဖျားခင်ကကျွန်တော်တို့ရဲ့ခံစားချက်ထက်ပိုတော့မှအလုံးနေတဲ့ဖျားဖြစ်တယ်ဆိုတော့လေကျွန်တော်ယုံကြည်ဖို့ဖြစ်တယ် yes ကျွန်တော်တို့ရဲ့ဆူတောင်းချက်တွေမရဘူးလို့ခံစားရတဲ့အချိန်တွေတော့မှကျွန်တော်ဖျားခင်အလုံးနေတယ်ဆိုတဲ့ဟာကိုကျွန်တော်ယုံကြည်ဖို့ဖြစ်တယ်လေကျွန်တော်တို့ဖျားခင်ကကျွန်တော်တို့ရဲ့ခံစားချက်ထက်ဖျားခင်ပုံမှာဖျားခင်နှုတ်ကပတ်တော်ကိုပို့တော့မှ focus လုပ်ဖို့ပုံမှန်ယုံကြည်အသက်ရှင်ဖွင့်အတွက်တင်ပေးနေတာလည်းဖြစ်တယ်နှုတ်ကပတ်မှာဆိုရင်လည်းဖျားခင်ကကျွန်တော်ရဲ့ခံစားချက်တွေကို respond လိုက်လုပ်တယ်လို့မပြောထားဘူးဖျားခင်ကကျွန်တော် fruitfulness faithfulness ယုံကြည်ခြင်းပုံမှာမူတည်မှလည်းဖျားခင်က respond လုပ်တယ်တုံ့ပြန်တဲ့ဖျားဖြစ်တယ်ဖျားခင်ကကျွန်တော်နဲ့အတူရှေ့လို့ခံစားရသည်ဖြစ်စေမခံစားရသည်ဖြစ်စေဖျားခင်ကျွန်တော်တို့စကားပြောတယ်လို့ခံစားရသည်ဖြစ်စေမခံစားရသည်ဖြစ်စေဖျားခင်ကကျွန်တော်တို့စကားပြောနေတယ်ဖျားခင်ကကျွန်တော်နဲ့အတူရှိနေဆိုရယ်ဖျားခင်နှုတ်ကပတ်တော်ကိုဆွဲကင်ပြီးတော့မှဦးစားပြီးတော့မှအသက်ရှင်ဖွင့်ဖြစ်တယ်ပေါ့ဆိုတော့တနည်းအားဖြင့်လည်းဖျားခင်ကကျွန်တော်တို့ feelings ထက်သူ့ကိုသူပြောတဲ့စကားတွေကိုယုံကြည်ဖွင့်အတွက်ဒါတင်ကြားပေးနေတာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့ feeling ကအမြဲတမ်းချိန်နေတယ်မိနစ်စက္ကန့်တိုင်းအနေနဲ့ကျွန်တော်ချိန်နေတယ်ဒါဖျားခင်နှုတ်ဘတ်တော်ကဘယ်တော့မှမချိန်ဘူးဖျားခင်ပြောတယ်အမေတို့နဲ့သူရှိမယ်မင်းတို့ဘယ်တော့မှမဆွနဲ့ဖျားဖြစ်တယ်မင်းတို့ကိုကကပါကုန်ပြီးတိုင်အောင်တရှိတယ်သူရှိနေမယ်ဖျားလို့ဖြစ်တယ်လို့ပြောခဲ့ပါတယ်အရာအလုံးကကျွန်တော်နှလုံးသားကနေစတာဖြစ်တယ်ဆိုတော့ဒီနှလုံးသားကပဲဖျားခင်ပြောတဲ့နှုတ်ကပတ်တော်စကားကိုယုံကြည်နိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် feelings ထက်ဖျားခင်နှုတ်ဘတ်တော်ကိုပို့ပြီးတော့မှ focus ထားဖို့ဦးစားပေးတဲ့ရှင်ဖွင့်အတွက်ဖြစ်ပါတယ်ဖျားခင်ကောင်းချီးပေးပါစေ